ဒါကတော့အလောကပါဒီတိုင်းကြည့်လိုက်လို့ရှိရင်တော့ तू ကတမန်ခွေးလေးတစ်ကောင်လိုပဲမဟုတ်လားဒါပေမဲ့ तू ကတကယ်တော့အယောင်မတင်ရသေးတဲ့စိန်ပွင့်လေးတစ်ပွင့်ပါပဲเนาะအခုဆိုရင် तू ကငိမ့်ချမ်းရဲ့ပြရုပ်တစ်ခုတောင်ဖြစ်လို့နေခဲ့ပါပြီ This is Aloka. He looks like an ordinary dog, right? But he's actually a diamond in the rough who became a symbol of peace. Aloka ရဲ့ဘဝဟာအောက်ခြေကနေစပြီးအောင်မြင်လာတဲ့ဇလန်လေးတစ်ပုဒ်နဲ့စတင်ခဲ့တာပါ။သူဟာဗုဒ္ဓဘာသာယဟန်တော်တွေနဲ့အတူမိုင်ပေါင်း900ကျော်ငြိမ်းချမ်းရေးခီးစဉ်ကိုလိုက်ပါခြင်းမပြုမိကအိန္ဒိယနိုင်ငံမှာရှိတဲ့လက်မီခွေးလေးတစ်ကောင်ပဲဖြစ်ခဲ့တာပါ။ Aloka started with rags to riches story.He was just a stray dog in India before joining Buddhist monks on a 700-mile peace walk. အဲ့ဒီခီးစဉ်တွင်မှာသူဟာဒေသတွင်းကန္နဝင်တယောက်ဖြစ်လာခဲ့ပါတယ်။ရွာသားတွေဟာသူ့ရဲ့တည်ငြိမ်အေးချမ်းတဲ့စွမ်းအင်တွေနဲ့စိတ်သက်ခိုင်မာမှုတွေကိုမြင်ပြီးအားသိခဲ့ကြရပါတယ်။ During the journey, he became a local legend. Villagers were amazed by his calm energy and dedication.ခုဆိုရင်သူဟာ American နိုင်ငံမှာနေထိုင်တဲ့ကမ္ဘာကျော်တယောက်ဖြစ်လို့နေပါပြီ။ဒီကမ္ဘာလုံးကလူတွေကစိတ်ခွန်အားရဖို့အတွက်သူ့ကိုကြည့်ရှုနေကြရတာပါ။ Now he lives in the USA and has become a global sensation. People from all over the world looked at him for inspiration. ဒါကြောင့်မှတ်ထားပါလက်မခွေးလေးတစ်ကောင်ကတော့ကမ္ဘာကြီးကိုပြောင်းလဲနိုင်ပါတယ်နော်။ Remember, even a stray dog can change the world.ဒီဗီဒီယိုလေးထဲမှာအသုံးများတဲ့ English idioms တွေနဲ့ common expressions တွေဖြစ်တဲ့ a diamond in the rough, rags to riches, local legend နဲ့ global sensation လိုမျိုးစကားလုံးတွေကိုဘယ်နေရာမှာဘယ်လိုသုံးနှုန်းရမလဲဆိုတာကိုလေ့လာနိုင်ပါတယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင် See you in the next video